စ်များပဲကြောင်းနေဘူးခွင့်ရတော့ကြောင်းပြန်ဆုံးတော့ကရဲ့သူကမှုကြောင့်တော့ကလူသားတွေကိုစစ်ကကြည့်ကားနေလို့မုန်းနဲ့ရင်လာမဖြစ်ပါနဲ့စားရရှိသိရမလို့လို့စစ်လုံးဘုံဘလုံးမာယာမျိုးနဲ့ဖြစ်တဲ့သူကသူဒီကလူသားတွေကိုအစ်စ်ကကြည့်ကားနေလို့ဘုံနဲ့